ဒါပေမဲ့ရခဲ့တဲ့လူဘဝမှန်တယ်ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တိုင်းလူဖြစ်သလားအဲ့ဒါကြောင့်ရခဲ့တယ်လို့ပြောတာလောကမှာလူတိရစ္ဆာန်တွေအများကြီးလူကိုလူလိုမသိတဲ့လူကိုလူလိုမသိတဲ့လူကိုလူလိုမမြင်တဲ့လူလိုစိတ်မထားနိုင်တဲ့လူတိရစ္ဆာန်တွေလောကမှာအများကြီးပဲဒါကြောင့်မို့လောကမှာမသူတော်နဲ့သူတော်ဘယ်တင်းကများအဲ့ဒါတိရစ္ဆာန်တွေကြီးပဲပခုံးနှစ်ပတ်ကြတော့ခေါင်းပေါက်တဲ့လူပုံစံတော့ဖြစ်နေတဲ့လူမဖြစ်ဘူးရှင်းမလားရှင်းပါပြီခင်ဗျားတို့ကလူဖြစ်ပြီလားဖြစ်ပါဗျာဖြစ်ပြီလို့အာမခံနိုင်ရင်သာတို့ပဲရှင်းလားရှင်းပါပြီအဲ့ဒါပဲဥသုမင်္ဂလာတော့ကြိုးစားဆုံးခုမှလူပုံလေးပေါက်တုံးရှိသေးတယ်ရှင်းသလားလူပိသအောင်ကြိုးစားကရုဏာစိတ်ကိုချင်းစားတဲ့စိတ်မေတ္တာစိတ်ဥပေက္ခမုဒိတာဒီစိတ်တွေပြည့်နေမှလူဒီနိုင်ငံချင်းနိုင်ရစားအကုသိုလ်ကိုရဲရဲပြုတ်နေတဲ့လိန်ရမှလည်းမကြောက်ဘူးခိုးရမှလည်းမကြောက်ဘူးသူတစ်ပါးစော်ကားရမှလည်းမကြောက်ဘူးသားရဖျားမှလည်းမကြောက်ဘူးဆိုအဲ့ဒါတိရစ္ဆာန်လူမဟုတ်ဘူးရှင်းလားတရားတော်မြတ်သောမေတ္တာကရုဏာမုဒိတာဥပေက္ခလွှမ်းနေတဲ့စိတ်ပိုင်ရှင်မှလူဖြစ်တယ်ဒါနသီလဘာဝနာတိခ3ရပ်အကျင့်3ရပ်ကိုလည်းပြည့်စုံအောင်ဖြည့်ကျင့်နိုင်မှပါဖြစ်တယ်လူဆိုတဲ့စံချိန်မီဖို့လွယ်သလားအဲ့တော့စံချိန်မမီတဲ့လူတွေမဖြစ်စေနဲ့ရှင်းရလားအဲ့တော့လူပိသရေဒါလည်းအရေးကြီးတယ်နောက်လူဖြစ်ကြိုးနတ်ရေလူဖြစ်ကြိုးနတ်ဖို့ဆိုတော့တခြားသောပုဂ္ဂိုလ်တွေနဲ့ဦးဇင်းတို့ကတိုင်းလို့မရဘူးသာသနာ့ဘာသာတွေပေတာနဲ့တိုင်းရင်ဒါနသီလဘာဝနာလောက်လုပ်နိုင်ရင်လူဖြစ်ကြိုးနတ်ပြီသာသနာ့ဘာတို့သာသနာတွင်ဗုဒ္ဓရဲ့အဆုံးအမနဲ့ကြီးပြင်းလာရတဲ့သာသနာတွင်သားလို့ကိုခံယူထားရင်သူတို့ပေတာနဲ့မတူတော့ဘယ်လိုတန်ဖိုးခြင်းမှမတူပဲအဲ့တော့တို့ကတန်တရားစခန်းတတ်နိုင်မှလူဖြစ်ရကြို့ဓမ္မအဲ့ဒါခင်ဗျားတို့ကျုပ်တို့သာသနာတွင်သားရဲ့ပေတာကိုသာသနာတွင်သားလားသာသနာဘာသာလားဆိုကိုခွဲခြားဖို့ဗျာရှင်းလားရှင်းပါပြီဒါနသီလဘာဝနာလုပ်နိုင်မှတို့ပေတံကြတော့လူပိသရုံးဝဲရှိသေးတယ်လူဖြစ်ကျိုးမနှက်သေးဘူးလူဖြစ်ကျိုးနှက်ဖို့ဆိုရင်တန်တရားစခန်းတိုက်ရမယ်ဘုရားရှင်ကိုတော်မြတ်ကြီးပြောထားခဲ့တဲ့စကားအရှင်းလေးပဲဒီခန္ဓာရပြီးနောက်ခန္ဓာရအောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာလူမိုက်กว่าရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကလည်းဟာဒီခန္ဓာစွန့်ပြီးနောက်ခန္ဓာရတာဟာအဆင်းရဲဆုံးပဲกว่าဒုက္ခမြန်ခွဲလိုက်တော့အဲ့တော့ကိုယ်ဒုက္ခရောက်အောင်လုပ်ရင်ဒါလူမဟုတ်လို့ပေါ့ရှင်းရလားကိုကဘယ်စံထဲမှာတတ်မှတ်ပြီးတော့ဘယ်အဆင့်အတန်းမှာပါတယ်လဲဆိုတာတော့ကိုယ်သမိုင်းကိုရေးရမှာပဲရှင်းတယ်ကလားသဘောပေါက်သလားအဲ့တော့တို့ကိုဆင်းရဲအောင်လုပ်တာဘယ်သူလဲဆိုတဲ့တရားခံရှာဖို့ခရီးဆက်မယ်နော်မနေ့ကဘယ်ရောက်သွားဟုတ်ပြီသာရုရာတကားကြီးအဲ့ဒါလိုချင်တာနော်ရေပြီပါဘုန်းကြီးကလာပြန်ပြီဘုန်းကြီးနော်ဦးစင်းကအကျင့်ပါနေလို့ကိုဘုံမကြီးတာကိုမသိဘူးနော်အဲ့တော့ဦးစင်းကသူတော်ကောင်းတို့ကိုမေးတယ်ဆိုတာသူတော်ကောင်းတို့အတွက်အကျိုးရှိအောင်နော်တရားကမှတ်မိအောင်နာမှတန်ဖိုးရှိမှတ်မိအောင်လည်းနာရမယ်သိအောင်လည်းလုပ်ရမယ်သိတဲ့အတိုင်းလဲရှင်းရမယ်ဒီအင်္ဂါ3ရပ်နဲ့ပြည့်စုံမှတရားနာရကြို့လက်ရှင်းတယ်နော်အဲ့တော့မနေ့ကဘောဓိပရပိုင်ဘောဓိကုမာရနော်ဘောဓိဆိုတဲ့သတို့သားလေးပေါ့လေပုံသားရဲ့သားပရပိုက်ဖြစ်သွားပြီအခုနန်းတော်တယ်ဗာရာဏသီပြည်ဗြဟ္မဏမင်းရှိကိုရောက်နေပြီပေါ့ဗျာအဲ့တော့ဗြဟ္မဏမင်းကြီးကလည်းမနေ့ကသူ့နန်းတော်မှာပဲအစင်မြဲဆွမ်းစားဖို့သူ့နန်းဥယျာဉ်ထဲမှာပဲတရင်သုံးဖို့ပင်လျှောက်ချက်တွေပြောတော့ဘောဓိပရပိုက်ကမလုပ်တယ်စဉ်းစားတယ်အဲ့ဒါတတိလဲထားတယ်
ဝရိယစိုက်ပြီးတော့လေဒီနားမှာငါကယ်နိုင်တဲ့လူအရေးကြုံရင်ကယ်နိုင်တာဘယ်သူရှိသလဲဒါလည်းကြည့်တယ်တတိပညာလည်းရှိတယ်အဲ့ဒါအရေးကြီးဆုံးပဲခုဦးဇင်းတို့တော်ကောင်းတို့မှာဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်ကြစားသတိနေသတိထိုင်သတိပြောတာလည်းမရှိဘူးလားအဲ့ဒါဝိပဿနာလုံးမမဟုတ်ဘူးခင်ဗျဟမ်ဘယ်မှာနေနေဘယ်မှာသွားဘာတွေလှုပ်စားသွားနေထိုင်အိတ်တတိရှိရဝရိယလည်းစိုက်ရပညာရှိဖို့လည်းလိုတယ်ဘုရားအလောင်းကဘောဓိပရပိုက်ကမင်းခယောက်ျားကန္နာသစ်ပင်ငါတော့အမတန်အန္တရာယ်များတဲ့နေရာရောက်နေပြီတဲ့သူ့ကိုယ်သူဆုံးဖြတ်တယ်ဟုတ်သလားမဟုတ်ဘူးလားသိအန္တရာယ်ကြီးတဲ့နေရာဟုတ်ပြီနော်အဲ့ဒီနန်းတော်ထဲငါရောက်လာပြီအမတန်အန္တရာယ်ကြီးတဲ့အလုပ်ကြီးငါလုပ်ရတော့မယ်သူနန်းတော်ထဲမှာအမြဲတမ်းဆွန်းစားလို့သူ့ရဲ့ကိုးကွယ်ခံဖြစ်ရင်ဘင်္ဂယောက်ျားကန္နာသစ်ပင်ဆိုပြီးတော့အန္တရာယ်ကြီးတော့အရေးကြုံငါဘယ်သူကယ်မလဲဆိုပြီးတော့ကျွေးတဲ့သမင်းကိုကတ်တဲ့ဆွန်းကိုချက်ချင်းမစားသေးဘူးအနည်းနားမှာသူရှာလိုက်တော့ဘာသောတွေ့တယ်လဲဆိုတော့ယုံကြည်စိတ်ချရသောမိမိတို့အာကိုတိုက်သောဆိုရှာလိုက်တော့ဘယင်နားမှာငုတ်တုတ်ကြီးထိုင်နေတဲ့ပင်ကလဆိုတဲ့ခွေးနော်လူမတွေ့ဘူးသူခွေးပဲတွေ့နော်အာကိုဆရာဘေးမှာမူကြီးမရတဲ့အကုန်ပြည့်စုံမဲ့အကုန်လုံးဥပဒေတွေလိုက်ကြည့်တယ်နှစ်ဖူးရည်ဒူးရည်ကြည့်တယ်အာကိုဆရာဆိုလို့အဲ့ဒီနားပင်ကလဆိုတဲ့ခွေးတကောင်ပဲရှိကြည်သားဘုရားလောင်းပညာရှိနော်ရှိတယ်မရှိဘူးဆိုတော့နောက်ဇလန်းဆက်သွားရင်သိမှာပေါ့ခွေးနာမည်ရပါတယ်လေဘင်္ဂလတော်လည်းပေါ့မဟုတ်ဘူးအဲ့ဒါအာနန္ဒအလောင်းနော်ဘင်္ဂလဆိုတဲ့ခွေးကြီးအသေးချင်းကြီးပေါ့လေနော်အင်းခွေးကြီးပေါ့လေအကြီးကြီးပေါ့ဟုတ်လားရှင်ဘုရင်မွေးတာဟုတ်ဗျအဲ့တော့ဘယင်ခွေးကြီးရှိတော့တွေ့ပြီငါအတွက်အရေးကြုံရင်သူ့လူကိုပဲသားဟုတ်ပါဘူးခွေးဆိုမှတော့သူ့လူမဖြစ်နဲ့နော်သူခွေးကိုပဲသားပါလေနော်သူခွေးကိုပဲသားဖြစ်နိုင်တာဒီတကောင်မှတွေ့တယ်တဲ့ဆိုပြီးတော့မလုပ်တယ်လဲဆိုတော့စားမဲ့ဆွန်းတွေကဆွန်းလုံးကြီးဆွန်းတုံးကြီးကိုယူပြီးတော့မှရှင်ဘုရင်ကိုအရေးချေပြလိုက်တဲ့ဟိုကောင်ကြီးလှုပ်လိုက်စားငါစီကိုနော်ဒီခွေးကြီးသူကျွေးမယ်ဆိုတော့အရေးချေပြတော့ဘုရင်ကလည်းအရေးချေသိတယ်အဲ့ဒါနဲ့ခွေးကြီးသွားကျွေးစရာခွေးစကွက်ယူခဲ့ဆိုပြီးတော့ခါတဲ့သိချသူကနေဖတ်ပြီးတော့ရသိရပရပိုက်ကကျွေးလိုက်အဲ့ဒီအမှုကိုပရပိုက်နေတိုင်းပြုတယ်ဟုတ်ပြီနော်ကျွေးကြုံမွေးကြုံနတ်မနတ်တော့တို့နောက်ကြည့်ရမှာပေါ့လေနော်လူယုံရှာမရတော့နော်အဖြစ်ကအဲ့လိုနော်လူမပိသားတဲ့လူတွေကြားထဲမှာလူတဲ့ဆိုင်ရင်ခွေးရတော်ပါသေးတယ်လို့ပြောရမှာပေါ့လေနော်အဲ့တော့ပရပိုက်ကဒီလိုလှုပ်သွားပြီဒါပရပိုက်ရဲ့ခန့်ကဏ္ဍတခါရက်လိုက်အဲ့ဒီပါရဏသီမင်းဗျမရမင်းကြီးမှာအမြဲတမ်းသူ့ကိုအကြံဉာဏ်ပေးနေတဲ့နောက်ကအကြံပေးအမတ်ဝန်ကြီး9ယောက်ရှိတယ်ဝန်ကြီးဘယ်နှယောက်ရှိတယ်9ယောက်အဲ့9ယောက်သောဝန်ကြီးကနံပါတ်1ဝန်ကြီးကအာဟိတုကဝန်ကြီးနော်ဒီလိုပဲမှတ်လိုက်သူတို့နာမည်တွေလည်းမပါဘူးပါရင်လည်းအလို့ရှုပ်တယ်အဲ့ဒီအမတ်ပထမအကြံပေးတဲ့အမတ်နံပါတ်1အမတ်ကအာဟိတုကဒိဋ္ဌိယူထားတဲ့အမတ်တဲ့ဗာဒိဋ္ဌိအာဟိတုကဆိုတာကတခြားမဟုတ်ဘူးလောကမှာဖြစ်ပြနေတဲ့ချမ်းသာဆင်းရဲအမြင့်အနှိမ့်အားလုံးဟာအကြောင်းမရှိဘူးတဲ့အလိုလိုဖြစ်နေတာဒါအာဟိတုကငါတို့တစ်ခါတလေသုံးပါတယ်ငါစိတ်တွေအလိုလိုနေရင်ဒေါသထွက်ငါစိတ်တွေအလိုလိုနေရင်ဒီနေ့ဥယူနေတာအဲ့ဒါတခြားမဟုတ်ဘူးအာဟိတုကဒိဋ္ဌိတန်းအဲ့တော့ဒီဒိဋ္ဌိမျိုးကလည်းဘဝကထုံခဲ့ပြီကိုဗျအလိုလိုပြောလိုက်မိတာပါစေတနာမပါပါဘူးဆိုတာလားဗျသူတို့အပြည့်သူတို့ဖုံးကျင်တော့လေသဘောပါသလားအဲ့ဒါဗာဒိဋ္ဌိခေါ်တော့
အာဟိတုကဒိဋ္ဌိအလိုလိုကဲထားလိုက်ကြတယ်သူကသူအလိုလိုပြီးသွားလိမ့်မယ်ဟောဒီလိုပြောတာရောမရှိလားအလိုလိုကတော့ဘာတစ်ခုမှမဖြစ်ဘူးလောကမှာအကြောင်းမရှိပဲဖြစ်တဲ့အကျိုးတရားဘာတစ်ခုမှမရှိအဲ့ဒါမမေ့ဖို့လိုတယ်ဦးဇင်းတို့ထဲမှာတရားမေ့သွားတဲ့အတန်တွေပါတယ်နော်အလိုလိုငါစိတ်တွေအလိုလိုစိတ်ဆိုတာအလိုလိုဖြစ်တဲ့မျိုးမို့ဝမ်းသာစရာအာယုံရှိလို့ဝမ်းသာနေတာစိတ်ဆိုးစရာအာယုံရှိလို့စိတ်ဆိုးနေတာအကြောင်းရှိလို့အကျိုးဖြစ်တာနောက်အလိုလိုမသုံးနဲ့ရှင်းလားရှင်းပါတယ်ရှင်ဘုရင်ကိုအကြံဉာဏ်ပေးနေတာနံပါတ်1ဝန်ကြီးသည်မိစ္ဆာဒိဋ္ဌိကအကြံပေးနေအဲ့ဒါပဲဦးဇင်းတို့ရှင်ဘုရင်ဘဝတွေလည်းတစ်ခါတလေကြီးတယ်သူမင်္ဂလာပဲရှင်ဘုရင်ဖြစ်ချင်သလားဆိုတကယ်ကိုပိုင်တဲ့ဘုရင်မျိုးဆိုရင်တော့မဆိုးပါဘူးခုဘုရင်တော်များများပုံနာအကြံပေးတာလုပ်ရတယ်ဝန်ကြီးအကြံပေးတာလုပ်ရတယ်ဟမ်ပုံနာတွေကဒါလုပ်ဆိုဒါလုပ်ရေရန်ချေဦးဆိုသွားချေဒီတော့ဒီဘုရင်ကသူ့အတူအစိုးရလားပုံနာခိုင်းတာလုပ်နေရတယ်ဒါပြင်ခင်ဗျားတို့အိမ်တော်ဦးစီးဘူးလေဆရာလားဆရာကြောလားအဖြေရအဲ့ဒါဘယင်သာပြောတာမိမခိုင်းတာလုပ်နေတယ်ဆိုလည်းဒီကောင်းမဆုံးရှင်းလားအခုလည်းဝန်ကြီးတွေခိုင်းတာလုပ်ရတယ်ဆိုရဒီလိုဘယင်မျိုးတော့မလုပ်ချင်ကိုမအစွမ်းမရှိပဲနဲ့ရှင်းသလားအိမ်တော်ဦးစီးတော်များများလည်းနောက်ကမန်နေဂျာမပိုင်ဘာမလုပ်နဲ့သဘောပါလားတခါကြီးဘာလုပ်လိုက်ဆိုနေဦးဖေဒကမာကြီးဘာလုပ်လိုက်ဆိုတင်ပါဆိုဟောထားချသွားတာကြည်ပြီးဒကာကြီးစီဘွားလည်းကျုပ်ကရင်နာပါလေနော်သဘောပါလားအဲ့ဒါပဲသူ့ကိုယ်သူတော့အိမ်တော်ဦးစီးတဲ့လက်မထိုးတာရှင်းလည်းမဖြစ်ဘူးရှင်းလားကိုလည်းရှင်ဘုရင်ကိုနောက်ကအကြံပေးတာနံပါတ်1မိစ္ဆာဒိဋ္ဌိဝန်ကြီးအာဟိတုကဟုတ်ပြီနော်ဒုတိယဝန်ကြီးကဣသရိယကတ္တဘယ်လိုလဲအဲ့ဒါဥဒုမင်္ဂလာပေးထားတဲ့နာမည်တွေနော်ဘာဖြစ်လို့လဲဆိုတော့ဝန်ကြီး9ယောက်နာမည်လဲဇတ်တော်ထဲမှာမပါဘူးဒါပေမဲ့သူတို့အယူဝါဒတွေဒါဥတင်ထားတဲ့အတွက်ဒါဣသရိယကတ္တဝန်ကြီးနော်ဣသရိယကတ္တဆိုတာကဖန်ဆင်းရှင်မြမာတို့ဗိသနိုးတို့အစရှိတာတွေမရှိဘူးလားအဲ့ဒါလို့ဖန်ဆင်းရှင်တကိုးရှင်တူဦးကဖန်ဆင်းထားတယ်လို့ယူဆထားတဲ့ဒိဋ္ဌိဝါဒပေါ့ရှင်းတယ်နော်ပထမအမတ်ကအဟိတုကဝါဒဒုတိယအမတ်ကဣသရိယကတ္တဝါဒသူတို့အရာရာဖန်ဆင်းရှင်ကြောင့်ပဲယောက်ျားဖြစ်တာလဲတကိုးရှင်ကြောင့်ဖန်ဆင်းရှင်ကြောင့်မိန်းမဖြစ်တာလဲတကိုးရှင်ကြောင့်ဖန်ဆင်းရှင်ကြောင့်ဆင်းရဲတာလဲချမ်းသာတာလဲအဲ့ဒါဆိုတော့ तू က तू ကြွေးလိမ့်မယ်ဘာမှမလုပ်နဲ့ဒီတိုင်းသာစားမင်းဖန်ဆင်းတာမင်းကြွေးရင်ကြွေးတွေးမကြွေးလည်းငါသိလိုက်တော့မှငါသေးတာမဟုတ်ဘူးမင်းဟာသေးတာပဲရှင်းလားဒီလိုဝါဒတွေရောမရှိဘူးလားအဲ့ဒါတွေကိုတို့ခမည်းတော်ကျုပ်တို့ယင်ထဲမှာဒီဝါဒမျိုးရှိမရှိမရှိရင်တော့သာဓုပဲပေါ့နော်မရှိဖို့လဲလိုတယ်ပေါ့နော်ဘယ်သူနဲ့မှအတိုက်ခိုင်မလို့လိုပါဘူးကိုเจ้าကိုသိရမှာပါနော်ရှိတဲ့ပုံလေးတွေတော့ဦးဇင်းကပြောရမှာတာဝန်ရှိအိမ်တွင်းချုံမလုံးတယ်ခွာတော်ရက်လို့ပြီးတော်မူပါအောင်တို့ကိုကြီးကျော်မတာတို့မနှင်းလေးတို့အဖေကြီးမတာတို့အဲ့ဒါဖန်ဆင်းရှင်ဝါဒထဲမှာအကုန်ပါတမဝါဒလားမိစ္ဆာဝါဒတတိချာပေါ့ဗျာဗုဒ္ဓဘာသာတိုင်းပြည်လို့မြန်မာနိုင်ငံဟာကဘာမှာတော့ဖြင့်တကယ်ဗုဒ္ဓဤအဆုံးအမဝါဒအစစ်အမှန်ကိုဗုဒ္ဓဤအဆုံးအမအမှန်ကိုလိုချင်ရင်မြန်မာနိုင်ငံသွားလို့ကဘာမှာဆိုရိုးရှိဒါပေမဲ့မြန်မာပြည်ထဲမှာတော့အစစ်အမှန်အမတန်ရှားဗုဒ္
ံတရဏံကိစ္ဆာမိကနှုတ်ဖျားမှာလာဖြစ်ပြီးတော့သူတို့ယင်ထဲမှာတော့နတ်ကောမေတရဏံအညာဏတ္ထိဖြစ်ရှင်းသလားသဘောမပါသလားအနေမကောင်းဖြစ်ပြီးဆိုဘေဒင်ဆရာတရဏံကိစ္ဆာမိလာကြပြီဓာတ်ဆရာတရဏံကိစ္ဆာမိဈေးရောက်မကောင်းရင်ဓာတ်ဆရာစီပြေးရှင်းသလားဒါပေမဲ့ဣသရိယဝါဒကလည်းခင်ဗျားတို့ယင်ထဲမှာဓာတ်ခံနေရှိနေတယ်တခုခုလို့တော့မဲ့ရဲရစရာသွားရွေးပြန်ပြီရဲရတာခင်ဗျားတို့ကိုဘာလို့ပေးနိုင်လဲဘာမှလုပ်မပေးနိုင်ဘူးရှင်းသလားအဲ့ဒါပုံသားတွေရေးထားတဲ့ရဲရတာကိုယ့်အဖို့ပြင်ပလိုက်ပြဿနာနဲ့ရဲရတာပြန်လို့မဖြစ်ဘူးလားသူမင်္ဂလာဘယင်မဖြစ်တာခင်ဗျားတို့ကံကောင်းတယ်ရှင်းသလားဟဲ့ကောင်တွေအကုန်ပြောင်းလုပ်ပလိုက်ပါရှင်းတယ်လားတို့မြန်မာနိုင်ငံတင်းကြံပွဲကိုကြည့်လိုက်ရင်သမိုင်းကြည့်လိုက်ရင်သိနရတရားပဋိမင်းဆိုတာအမှန်တမ်းဆက်စလူထားတဲ့မင်းနော်ဟင်းခွဲ300နဲ့မရတဲ့အများကြီးယူပြီးတော့တရုတ်ရှုံးဘာရှုံးအကုန်လုံးနည်းနည်းမှအသုံးမကျတဲ့မင်းကပူလွန်းလို့ထရေကစားရနေဖြစ်လာတဲ့သကြအဲ့ဒါသကြမင်းဆွဲတဲ့ဟိုဟာဆွဲတဲ့အကုန်ဆွဲတဲ့ပြီးတော့ပုံနာပေးတဲ့ရက်ကိုသကြံကြနော်ဘယ်နှခတ်နဲ့ဘယ်နှခတ်ရှင်သောကြောင့်ဘယ်ရက်လို့အမှန်တော့သူတို့ပုံနာတွေပူဇော်ပွဲလွတ်တဲ့ရက်တစ်ခုခုပေါ်လေသူတို့နတ်သမီးပူဇော်ပွဲတွေလွတ်တဲ့ရက်ကိုပေးလိုက်အဲ့ဒီရက်လှုပ်လာခဲ့တာမြန်မာဘုရင်အစစ်ဆက်ဦးနေဝင်းလက်ထက်ကြတော့မဟုတ်ဘူးကွာငါတို့ဘတ်ဂျက်သိမ်းပါနဲ့ဘာပြစ်တာနဲ့ညာပြစ်တာနဲ့အဲ့တော့နိုင်ငံတကာနဲ့ဘာငါတို့အဆင်ပြေအောင်မေးဧပြီ73ကိုသကြံကျိုးအမိတ်ပေးတယ်အဲ့တော့ပုံနာတွေအဲ့နတ်ခတ်နဲ့ညှိပြီး73ရက်အကုန်အဆင်ပြေအောင်ညှိဧပြီ73ကျိုးပဲအဲ့ဒီဘုရင်ညံ့လို့ပါသူမင်္ဂလာလို့ဆိုတကူလာဇန်တရက်နေ့နှစ်ဆန်းတရက်နေ့လောက်ပါဆိုပြီးသွားပြီရှင်းလားအဲ့သမိုင်းပြန်ကြည့်လိုက်တော့ဘာမှမဟုတ်ဒီကြားတဲ့သကြားမင်းကခုတုံးလောက်ခံရသေးတယ်ရှင်းလားအဲ့ဒါပဲသကြားဘယ်ကလာမှန်းလည်းမသိကြည့်ရတယ်နော်အဲ့တော့ဘာဖြစ်တယ်လို့ဆိုတော့နောက်ကအကြံပေးတဲ့ပုဂ္ဂိုလ်လုံးသမျှခိုင်းသမျှအကုန်လုံးနေရတယ်ဆိုရဒါဘယင်မဟုတ်ပါဘူးဗျာရှင်းနော်ဒီတော့ဣသရိယကတ္တဝါဒဟာလဲသူတော်ကောင်းတို့အတွက်ဦးဇင်းတို့အတွက်ကြောက်စရာကောင်းမကောင်းချမ်းသာပိမဲ့ဝါဒလားဆင်းရဲပိမဲ့ဝါဒဘိုးတော်မဆိုရင်ကျောင်းသားတွေလည်းစာမကျက်နဲ့အိတ်နေဟင်သဘောပါလားဘိုးတော်ဖြေပေးလိုက်မယ်ဟင်သူရသတိဖြေပေးလိုက်မလေရမလားကိုယ့်ကိုကြည့်ရတာမလားဒီနတ်ကြီးတွေကမှားတာဆိုရင်လည်းအိတ်နေဈေးမယောင်းနဲ့ဟမ်အယောင်းဝယ်မလုံးနဲ့စီးပွားရေးတက်မလားကိုယ့်ကိုတူးကိုချွန်တပူးအကျွေးချီမကြအောင်လုပ်ပြီးတော့မှအဖေကြီးမှားတာဆိုပြီးကနာပေးရတာတော့ရင်သားလို့မဆုံးခင်ဗျားတို့စားရှင်းသလားလုတ်တာကိုယ့်ကိုနာမည်ယူတော့သူတို့တဲ့ဟမ်အခက်ကြုံလို့ကဲပါအောင်ဆိုတော့မင်းအကံမကောင်းသေးဘူးငါမတတ်နိုင်ဘူးတဲ့ဒါသဘောပါသလားအဲ့တော့ဒီဝါဒတွေဟာသူတော်ကောင်းတို့ကိုကောင်းကျိုးပေးခဲ့တာလားဆိုးကျိုးပေးခဲ့တာလားဣတရိယကတ္တဆိုတဲ့မိစ္ဆာဝန်ကြီးတယောက်နောက်ဝန်ကြီးတယောက်ကြံသေးတယ်ပုဗ္ဗေကတ္တဝန်ကြီးတယ်သူတဲ့ပုဗ္ဗေကတ္တဆိုတာပုဗ္ဗေစရှေးအကြောင်းကြီးပဲလို့ပုံချတတ်တဲ့ပုဂ္ဂိုလ်တဲ့ဗါလဲကိုယ့်ကိုအသုံးမကျလို့ဂုံရှုံးသွားတဲ့ကန်းကိုကမကောင်းဘူးဟင်မဝယ်တဲ့အချိန်သွားဝယ်မရောင်းတဲ့အချိန်ရောင်းရှုံးရောပေါ့မလောင်တဲ့ကုံလောင်ကိုယ့်ကိုဉာဏ်ဝရိယမရှိတာရှင်းသလားလောဘတကြီးနဲ့လောဘကြီးပြီးလို့ဟင်ဘာမှမသိကြတဲ့ခြေကနံပုံဩတော့ကုံရောပေါ့ဟင်အဲ့ဒါကံမကောင်းလို့လားမဆိုင်ပါခင်ဗျာသဘောပါလားအဲ့ဒါပဲအကုန်လုံးသူတို့ကလူမတန်ပါတဲ့အကုန်သိနေတာပဲခင်ဗျားတို့ဟင်အသုံးမကျတဲ့လူကကံပဲလွှဲချနေတာကံကွာမကောင်းဘူးဘာမှလုပ်မရဘူးရှုပ်လားသူမင်္ဂလာခဏပြောပါတယ်နေရာတိုင်းမှာလဲအားလုံးကိုပေါ့လေအကြောင်းအကျိုးတွေသိစေခြင်းလို့သူမင်္ဂလာအတိတ်ကံသာအာကိုပြီးအလုပ်လုပ်ရင်ဒီနေ့ဒီအချိန်မှာခင်ဗျားတို့ကိုတရားဟောနိုင်တဲ့ပုဂ္ဂိုလ်လည်းမဖြစ်လာသလို
နော်သာသနာရေးဘာသာရေးကိုလည်းဒီလောက်လုံနိုင်မှာမဟုတ်အတိတ်ကံကိုသာမီးနေခဲ့ကိုဉာဏ်ကိုဝရိယနဲ့မဖြစ်အောင်ဘလုံးပဲလောကရန်တွေဘလို့ထောင်းထောင်းဟိုဟာပြက်တဲ့ပြင်းကွာဒီဟာဖြစ်သွားတဲ့လောက်ကွာရအောင်ချငါရှိမရဘူးဆိုတဲ့စကားမပြောနဲ့ဆိုတဲ့နော်မျက်နှာကြီးတောင်တင်းလာတယ်ငယ်ငယ်တုန်းကလို့မဟုတ်ငယ်တုန်းကသူ့မင်္ဂလာသိချောတာနော်ဒီလိုပဲလုပ်ရမှာပဲလေမတတ်နိုင်ဘူးကိုဆိုတော့ကျောင်းသားဘဝမှာတငယ်ချင်းတွေကဒေါသထွက်တာမကြုံဘူးတဲ့အခုဘုန်းကြီးဘဝဒေါသသိကြီးတာဘုန်းကြီးလုံးပြန်ဦးစင်းဘဝနော်အဲ့ညီမတွေကပြောတယ်ဦးစင်းဟာလူဆုံးကဒေါသဖြစ်တာမတွေ့ဘူးခုဦးစင်းဘဝကျတော့ဒေါသသိကြီးတယ်ကြီးကြလို့ကြီးတာမဟုတ်ဘူးကွာလုံးရမယ့်အလုပ်တွေကိုဖြစ်အောင်လုပ်တော့မယ်ဆိုတော့မင်းတို့ကချော့ခိုင်းလို့မရတဲ့လူကြတော့ချော့ခိုင်းပလိုက်ရတယ်နော်အဲ့တော့လာလိုက်ရင်လည်းကိုနားမှာကဂျိုဂျိုနှစ်ရွက်ပဲများတယ်ဟဲ့အောင်နေမလုပ်ထားဆိုတင်မမေကပြောတာခဏနေဟဲ့အောင်အဲ့ဒါယူခဲ့ဆိုမကြည့်မသိဘူးမေးလိုက်ရင်မရှိဘူးနဲ့မသိဘူးအဲ့ဒါသူ့မင်္ဂလာအမိုးဆုံးအဲ့လိုသာမင်းတို့နေခဲ့ရင်ငါဘာတစ်ခုမှလုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့ကိုဉာဏ်ကိုဝရိယနဲ့ကိုအာမန်ကိုသုံးထားရတဲ့အတွက်ဒီချိန်မှာတော့ sorry ပဲဒေါသဖြစ်အောင်ပဲမင်းတို့ကသိခံလို့ငါဒီဒေါသမသိနိုင်ဘူးရှင်းမင်းတို့ခေါင်းဆောင်နိုင်ဖို့အားလုံးကိုလမ်းမှန်ကမ်းမှန်ရောက်ဖို့အတွက်ငါမှန်တော့ထည့်ထားသေးတယ်ကျင်းတ်လားယောဂီအစချိုးချိုးသားသားဟောရင်မရဘူးဒုက္ခနဲ့သူဟမ်ယောဂီတို့ဒီလိုလုပ်ကြဆိုမဟုတ်ဘူးဗျာကစလာတာသူကစင်ကြေလဲကြအဲ့ဒီဟာကိုဖြစ်အောင်ပါလို့လောက်ကျုပ်စင်ကြေလာမလဲနဲ့ဆိုတော့မှဒီလိုဟာတွေသဘောပါလားခင်းတဲ့စနစ်နဲ့ညီအောင်လုပ်ရတာသိလွယ်တာမဟုတ်ဘူးအဲ့တော့ငါမဖြုတ်နိုင်သေးဘူးဒီဒေါသကိုအဲ့တော့ငါရှိကိုမဖြစ်ဘူးမရဘူးမရှိဘူးလာမပြောနဲ့မသိဘူးသိအောင်လုပ်တာကြည့်ရတယ်နော်အဲ့ဒီအာမန်နဲ့ဘာလို့ဆိုကိုနားမှာအစဉ်ပြေတဲ့လူလည်းလာမှာမဟုတ်ဘူးကိုကံကိုသိတယ်သဘောပါလားသူမင်္ဂလာဟိုဘေးရင်တွက်ကြည့်တော့လည်းသိအဆင်မပြေဘူးဗျနော်ဟမ်ဟုတ်လားဘေးရင်တွက်ကြည့်တော့လည်းဘင်္ဂဘွားဆိုတော့ဘင်္ဂဘွားမှာပြက်ပြားစွာမွေးကလာရမည်ကြံစီသမျှမှာပြက်တတ်တာမကွေမတ်ရမည်တဲ့ဆိုဘာမှမကြံဘူးပေါ်လာနဲ့ထလုပ်လိုက်တယ်အေးရောဟမ်အဲ့ဘေးရင်မှားရုံမို့ငါလို့မဖြစ်တာမရှိဘူးကွာဖြောင်းလို့ရှင်းလားသူ့ဘေးရင်လို့ဆိုဘာမှဖြစ်မှာမဟုတ်ဘင်္ဂဘွားသဘောပါလားအဲ့တော့အကုန်ပြောင်းပြန်လာပလိုက်မယ်အဲ့ဒီပြောင်းပြန်အလံကောင်းသွားလို့လူမျိုးကြီးဖြစ်သွားတာရောအောင်မလေးမကျေနပ်တာတွေနော်ဟိုကျောင်းလေးတက်မယ်ကြံတယ်ဟိုဘေးရင်ဆရာကမိမရမယ်ပြောလို့ဗျာဘာပညာမှဖြောင်းအောင်မသိရဘူးအမေကပြန်ခေါ်နေတာနဲ့ပြန်ပြေးနေရအဲ့တော့တော့ရှိတာမယူဘူးကွာရှုပ်သဘောပါသလားအဲ့တော့မင်းဘေးရင်ဗာတတ်နိုင်လေဟမ်သဘောပါလားမိမဆိုတော့ကိုယူခြင်းဖြစ်တာမလေးချိန်ကြလာတော့မရောက်ဘာမှမဟုတ်ဘူးကိုတဏှာယူလို့ရရှင်းသလားမယူရင်ယူခြင်းရင်အခုလည်းယူခြင်းရတယ်သဘောပါလားအဲ့ဒါပါပဲဘုသူ့ကျမဘုရုဖန်တီးရအားလုံးနားလဲသလားအတိတ်ကံပုံချနေလို့လာခဲ့မင်းကံကလာခြင်းသလိုလာခဲ့ ready for fighting မယ်နော်မင်းတို့အတွက်တိုက်ခိုက်ဖို့အဆင်သင့်ကံကျမကိုပြောတာပါသဘောပါလားဟမ်အဲ့တော့ဒီမှာကြည့်ဒီပုဂ္ဂိုလ်ကပုပ္ပေကတရှေးကံကြီးပဲပုံချရတဲ့ပုဂ္ဂိုလ်တဲ့ဒီအကျင့်ဒီညင်တွေရောခမည်းတော်ကျွတ်တို့ဝမ်းထဲမှာရှိမရှိအဲ့ဒါရှိမရှိကိုယ့်ကိုသိအောင်လုပ်အနမတ္တကသံဃာမှာအကြောင်းမျိုးမျိုးနဲ့ဆွဲခဲ့တဲ့အစွဲတွေရှိနေတယ်ဒိဋ္ဌုပါဒသဘောပါလားအဲ့ဒါနည်းနည်းလေးတိမ်ဆောင်သွားရင်ကံကိုမကောင်းဘူးကံပုံချလိုက်တယ်ငါဘယ်နေရာမှားသွားလဲဘာလို့အပ်သွားလို့လဲအတွေးလို့သလားအကြံလို့သလားလှုပ်တာလို့သလားတခါတလေအကြံကောင်းဝင်မဲ့လှုပ်တာလို့သွားရင်လည်းပျက်စီးသွားတာပဲရှင်းသလားတခါတလေလှုပ်တာတိကျပေမဲ့အကြံမှားလို့လည်းဖြစ်သွားကံကြီးပုံချနေလို့မရ
ကံဉာဏ်ဝရိယရှင်းသလားဘာလဲလဲကံဉာဏ်ဝရိယကျင်းတယ်နော်သဘောကောင်းပေါက်သလားအဲ့တော့အတိတ်ကံကိုသာလုံးဝပုံချသောအယူဝါဒရောမှန်သလားမမှန်ဘူးအဲ့တော့တချို့ကတို့ဗမာဗုဒ္ဓဘာသာတွေကံကိုယုံလုံးကံကိုပုံလွန်းတဲ့အတွက်တခြားသောဘာသာတွေချင်းကမ္မဝါဒီတွေလို့တောင်ဒီလိုပြောခံရတာရှိတယ်။ဒါဆိုသူတို့ကံမဲ့ပုံချနေတာသဘောပါသလား။ဘုရားနိုင်ငံသားမေးတယ်အဲ့ဒီမေးခွန်းလေးရလဲမဆိုးဗုဒ္ဓကအလိုနည်းဖို့လောဘဒေါသမောဟသိမ့်ဖို့တင်ထားတာမရှိဘူးလား။အဲ့နိုင်ငံသားပုဂ္ဂိုလ်တွေမေးတယ်ဗမာပြည်မတိုးတက်တာလောဘနည်းလို့လားတဲ့ဗုဒ္ဓလောဘနည်းအောင်လှုပ်ထားလို့လားတဲ့ဟုတ်သလားမဟုတ်ပါဘူးအဲ့ဒါပါပဲဝါဒလွဲနေလို့ဘာဖြစ်လဲဝါဒလွဲနေတယ်ဒီမှာအတိတ်ကံကြီးပုံချတတ်တဲ့အမတ်ကဝန်ကြီးကတရားဟုတ်ပြီနော်နောက်ဝန်ကြီးတယောက်လာပြန်ပြီဒါအကြံပေးဝန်ကြီးတွေနံပါတ်၄ဩစေဒဝါဒဘာလဲလဲဩစေဒဆိုတာပြီးရင်ပြီးတာပဲပြီးတော့လဲပြီးသွားတာပဲတဲ့ဒုတိယဘဝဆိုတာမရှိဘူးရှင်းတယ်နော်ဒီလိုအယူအဆမျိုးတွေလဲသူတော်ကောင်းတို့ဝမ်းထဲမှာရှိမရှိဆိုတာသုံးသပ်ရရှင်းတယ်လားသုံးသပ်ရမယ်ပြီးသွားတာမသိအေးတာပဲဆိုတာလေဟမ်သဘောပါလားဥစ္စေရသမားတွေဟမ်တခါတလေလေးတလောက်တော့ဆိုးတယ်ပေါ့ကွာသိအေးတာပဲဟမ်ဒီလိုမရှိဘူးလားသိရောအေးသလားအေးဘူးဘယ်လိုလုပ်ထားတဲ့အာကုသိုလ်တွေလဲတာမှမဟုတ်ပဲနဲ့သဘောပါလားအဲ့ဒီအာကုသိုလ်ကံကြွေးတွေဟာဒီဘဝလည်းဆက်ရမှာဟိုဘက်ဘဝရောက်လဲဆက်ရမှာကံကုန်အောင်မလုပ်နိုင်မချင်းဆက်နေရမှာအဲ့တော့သေယုံနဲ့ရှောင်လွှဲပြလို့မရဘူးပြီးတော့လဲပြီးသွားတဲ့အမျိုးလားအကြောင်းရှိရင်အကျိုးရှိသလားအကြောင်းမသိသေးဘူးရှင်းသလားအဲ့ဒီအမတ်ကတရားဝန်ကြီးကတရားပေါ့နော်နောက်တစ်ယောက်ကခတ္တဝိဇ္ဇပါတယ်ခတ္တဝိဇ္ဇာဝါဒီယသိဝန်ကြီးကတရားခတ္တဝိဇ္ဇာဆိုတာတခြားမဟုတ်ဘူးပစ္စုပန်မှာကိုယ်အတွက်အကျိုးရှိမယ်ကိုချမ်းသာမယ်ဆိုအမေတောင်သားတဲ့အဲ့ဒါခတ္တဝိဇ္ဇာကွန်မြူနစ်ဆန်ဆန်ပေါ့ရှင်းသလားရှင်းပါပြီအခုလောလောဆယ်အစဉ်ပြေဖို့ရည်ကြည့်တယ်အဖေအမေဆိုတာမရှိဘူးတဲ့ညီကိုမောင်နှမဆိုတာလည်းမရှိဘူးသူကဘိုးဆိုးနေသဘောပါသလားသိတော့မထူပါဘူးဥစ္စေသာသမားလည်းပြီးတာပဲဆိုတော့သူဖြစ်ချင်တာအကုန်လို့တော့မှအမေရဲ့ဖေရဲ့မောင်ရဲ့နှမရဲ့လာတော့မှမဟုတ်ဘူးရှင်းသလားအဲ့တော့ဒီမှာခတ္တဝိဇ္ဇဝါဒီဝန်ကြီးကတရားဝန်ကြီးဘယ်နှယောက်အဲ့ဒါရှင်ဘုရင်ရဲ့ယမဒမင်းကြီးရဲ့အကြံပေးပုဂ္ဂိုလ်ဆိုတော့သမာဓိဋ္ဌိတွေကအကြံပေးနေတာလားမိစ္ဆာဒိဋ္ဌိတွေအကြံပေးနေလားသမာဝါဒီလားမိစ္ဆာဝါဒီတွေလားဒါပေမဲ့မိစ္ဆာဝါဒီတွေကအကြံပေးပြီဆိုမှတော့အဲ့ဒီတိုင်းပြည်ကောင်းစရာအကြောင်းကိုမရှိတော့ရှင်းလားရှင်းပါပြီအဲ့ဒါလို့အကြံပေးတဲ့အပြင်ဒီရှင်ဘုရင်အသုံးမကျဘုံကလည်းအဲ့ဒီအမကြီး9ယောက်ဝန်ကြီး9ယောက်တိုင်းပြည်အုပ်ချုပ်ရေးကိုလွှဲထားတဲ့အတွက်တိုင်းပြည်အတွင်းမှာမတရားမှုတွေသာကြီးစိုးနေတယ်။ဘာလဲလဲမတရားမှုတွေကြီးစိုးနေတယ်ဆိုတာကတရားစီရင်ရေးမှလည်းတစိုးလက်လာပါတွေဒီဝန်ကြီး9ယောက်ကယူတယ်ပြီးတော့မမှန်တာကိုအမှန်လုပ်တယ်အမှန်ကိုအမှားလုပ်မပိုင်တာကိုအပိုင်နဲ့လုပ်တယ်မပိုင်တဲ့ပစ္စည်းပိုင်ရှင်ရကျင်တယ်ဆိုတော့လက်လာပါပေးလိုက်တယ်ဟာမင်းအဲ့ပစ္စည်းမပိုင်တယ်ဟုတ်လို့မပိုင်ဘူးဆိုတော့ပိုင်ရှင်ကမပိုင်ဘူးဖြစ်သွားပိုင်တဲ့လူကရှင်းတယ်နော်အာဓမ္မဝါဒီတွေကြီးစိုးနေတဲ့အတွက်အာဓမ္မတိုင်းပြည်ကြီးဖြစ်နေရှင်းတယ်လားဘာလို့ဆိုဘာမှုဖြစ်လာသူတို့လက်ထိုးလိုက်ပြီးသွားတာ
ရှင်းတယ်နော်ဒါမဟာဗောဓိပရိဘာဇကဇတ်တော်လာအတိုင်းတသွေမတိန်ဟောနေတာပါအဲ့တော့အဲ့ဒီတိုင်းပြည်ကြီးချွတ်ယွင်းပြီးတော့အမှားအယွင်းယွင်းနဲ့ဖောက်လွဲဖောက်ပြန်ဖြစ်နေတာသည်ဘာကြောင့်လဲမိစ္ဆာဝါဒီကြောင့်ဘာလဲရှင်းသလားအဲ့ဒီမိစ္ဆာဝါဒနဲ့သူတို့ယူကင်ဆွဲထားတဲ့ဝါဒကိုကလမ်းမှန်လားလမ်းမားလားလမ်းမားဝါဒီများဖြစ်တဲ့အတွက်သူတို့ပေးတဲ့အကြံဉာဏ်ကရောအမှန်ဒါဖြင့်သူတို့လုပ်တဲ့အလုပ်ကရောဟုတ်သူတို့ယူဆထားတဲ့အယူကိုကတယောက်ကလည်းပြီးရောသမားတယောက်ကလည်းအတိတ်ကကြီးပုံချနေတယ်တယောက်ကလည်းအကုန်လုံးဖန်ဆင်းရှင်ပေါ်ပုံချထားတယ်သူလှုပ်ရှားလုပ်ပြီးတော့ဘုရားသခင်အလိုတော်တိုင်းပဲဇမားကြီးအလိုတိုင်းပဲရှိဘူးလားအဲ့ဒါလို့ဆိုတော့ဒီဝါဒ၅ခုလုံးသည်လောကကိုကောင်းကျိုးပေးသလားဆိုးကျိုးပေးသလားဆိုးကျိုးပေးတော့ဒီမိစ္ဆာဝါဒီတို့ရဲ့အပြုအမူကြောင့်တိုင်းပြည်ကြီးတစ်ခုလုံးမှာမိစ္ဆာဝါဒတွေလွှမ်းမိုးပြီးတော့မိစ္ဆာအကျင့်တွေပဲကျင့်နေကြဒီတော့တိုင်းသူပြည်သားတွေမှာချမ်းသာသလားဆင်းရဲသလားအကုန်လုံးစိုးတိတ်ဘာမှလည်းပြန်မပြောရဘူးပြောလို့လည်းမဖြစ်ဘူးသူတို့လက်ထဲမှာပဲရှိနေတယ်ရှင်းတယ်နော်အဲ့ဒါတိုင်းပြည်ရဲ့အခြေအနေအဲ့တော့ဒီမှာပရပိုက်ကြီးနန်းတော်ထဲမှာဆွမ်းစားပြီးရှင်ဘုရင်ကလည်းတနေ့ကို3 လေးကောက်နန်းဥယျာဉ်တဲမှာရသေးကြီးကိုတဲထိုးပြီးတော့ကျောင်းဆောက်ပြီးတော့လူထားတယ်အဲ့ဒီကျောင်းကိုလည်းရှင်ဘုရင်တနေ့3 ကောက်လောက်သွားတယ်အဆုံးမနာယူတယ်ဒီနန်းတော်တွေကိုလည်းပရပိုက်ကြီးကနေတိုင်းဆွမ်းစားသွားတယ်ဟုတ်ပြီနော်အဲ့ဒီတိုင်းနေလာလိုက်ကြတာ12 နှစ်ဘယ်လောက်လဲ12 နှစ်နန်းတော်နဲ့နန်းတော်ရာနဲ့ဒီရသိပရပိုက်နဲ့အသွားလာပေါ့သို့သောနန်းတော်ပြင်ပဒီတိုင်းပြည်အဝမ်းမှာတော့ဖြင့်တတ္တဝါတွေဟာချမ်းသာနေကြလားဆင်းရဲနေကြလားဒီလိုနဲ့တနေ့နော်ပရပိုက်ကြီးနန်းတော်ကိုဆွမ်းစားအလားလမ်းမှာနည်းနည်းပညာရှိတဲ့ယောက်ျားတတ္တိရှိတဲ့ယောက်ျားထင်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတခါတဲ့အဲ့ဒီနေ့မှာသူကအဲ့ဒီရက်မတိုင်ခင်ကတရားရှုံးလာတယ်သူပစ္စည်းတွေအကုန်သိမ်းခံလိုက်ရတယ်သူလေယာနေရောတိုက်ကိုင်းကျုံရောတခါတဲ့ပိုင်ဆိုင်တဲ့အုပ်အိမ်မှာအသိမ်းခံလိုက်ရတော့သူကမချေမနှက်ဖြစ်ပြီးတော့ကဲချင်းရှင်ရှာရင်းနဲ့ဘောဓိပရပိုက်သွားရလမ်းပေါ်ရောက်လာတယ်ပေါ့ရောက်လာရင်းနဲ့တခါတဲ့ဘောဓိပရပိုက်ကဆွမ်းသာကြွလာတပိတ်ကလေးပိုင်းပြီးတော့သူလမ်းစဉ်တိုင်းပေါ့လေရှောက်လာမေတ္တာပို့ပြီးရှောက်လာအဲ့ဒီအချိန်မှာဒီတတ္တိကောင်းတဲ့အမျိုးကောင်းသားကဘောဓိပရပိုက်ရှစ်တဲ့ကနေတခါတဲ့လက်ဆယ်ပြထိတ်မှမိုးပြီးတော့ကောင်းစွာရှစ်ခိုးကြော့ပြီးအရှင်ဘုရားဘယ်ကြွမလို့လဲဘုရားမေးတယ်ဆိုတော့ဘောဓိပရပိုက်ကဟာငါဆွမ်းစားသွားမလို့ဘယ်လဲဘုရားနန်းတော်လေဘယ်လဲရှင်ဘုရင်ကသူ့ကိုနေတိုင်းဆွမ်းကတ်တိုင်းလဲကြာကြာနာနာရာဇပလင်ပေါ်မှာရှင်ဘုရင်စားတဲ့ဘွဲတော်အုပ်ကိုနော်ရှင်ဘုရင်စားတဲ့ပုံစံတိုင်းသူ့ကိုကတ်ဒီတော့နန်းတော်နဲ့ဆွမ်းစားသွားမလို့ဆိုတော့ဒီမှာအဲ့ဒီတကားကပြောလဲတိုင်းပြည်ကြီးတစ်ခုလုံးဘလောင်ပလဲဖြစ်ပြီးတော့မတရားမှုတွေကြီးစိုးနေတဲ့တိုင်းပြည်ကအုပ်ချုပ်တဲ့ဘယင်ကတ်တဲ့ဆုံးကိုရှင်ဘုရားစားသလားတဲ့လာပြီနော်ဘောဓိပရပိုက်ကိုဆွဆွဲပြီဘောဓိပရပိုက်ကဒါတွေသိသလားမသိဘူးအဲ့တော့တိုင်းပြည်ဖြစ်နေတာ तू မသိဘူးမသိပေမဲ့ရှင်ဘုရင်ရဲ့သဒ္ဒါတရားနဲ့ကသမြဆုံးကိုစားနေအခုလာပြီပညာရှိတဲ့ယောက်ျားကဆွဆွဲပြီမတရားမှုကြီးစိုးပြီးတော့မတရားမှုချဲလဲနေတဲ့ဒီတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကတ်တဲ့ဆုံးကိုရှင်ဘုရားစားသလားရှင်ဘုရားတို့စားပြီးနေနိုင်ကြတယ်တဲ့တပည့်တော်တို့မှာတော့ပိုင်ရှင်ရှိတဲ့ပစ္စည်းတွေကပိုင်ရှင်မဲ့ဖြစ်ကုန်ဘာဖြစ်ကုန်လဲဥစ္စာမရှိသူတွေကဥစ္စာရှိဖြစ်ဟုတ်ပြီနော်ဥစ္စာရှင်ကဥစ္စာမဲ့ဖြစ်တိုင်းပြည်နဲ့ဝမ်းမလောင်ပလဲတွေဖြစ်ပြီးတော့တစိုးစားတဲ့ဘက်လိုက်တဲ့အဓမ္မဝါဒီ
ဝန်ကြီးတွေကြောင့်တိုင်းပြည်ဘယိုဘယဖြစ်နေတဲ့ဒီလောက်ယုံမာသောရက်ဆက်သောကြမ်းကြုတ်သောတိုင်းပြည်ကကတ်တဲ့ရှင်ဘရင်ကတ်တဲ့ဆုံးကိုရှင်ဘုရားတို့စားပြီးနေနိုင်မလားတဲ့အဲ့ဒီမှာဟာမင်းဘယ်လိုပြောလိုက်တာလဲဘရပိုက်ကဘာတွေဖြစ်နေလို့လဲဘာတွေဖြစ်ရမလဲဗျာရှင်ဘုရားတို့အမှုမဲ့အမှတ်မဲ့နေလို့နေလာပြီနော်ဘာဖြစ်လို့ယသိယဟန်ဆိုတာအလူခံပစ္စည်းခုခင်ဗျားတို့လူတဲ့တန်းတဲ့နေရာမှာလူတန်းရေးရည်သက်ချတရားတွေနာဘူးမှာပေါ့အဲ့တော့အလူဘေးပုဂ္ဂိုလ်ကလည်းစင်ကြယ်ရအလူပစ္စည်းကလည်းအလူခံပုဂ္ဂိုလ်ကလည်းမဲဒါတွေနော်အဲ့တော့အခုဒီမှာအလူဘေးပုဂ္ဂိုလ်လည်းမစင်ကြယ်ဘူးတဲ့အလူပစ္စည်းလည်းမစင်ကြယ်ဘူးအဓမ္မဝါဒီလက်ထဲကရှိတဲ့ပစ္စည်းကဓမ္မနဲ့လျော်တဲ့ပစ္စည်းတော့မဖြစ်နိုင်ဘူးရှင်းလားအဲ့တော့မှဘောဓိပရဘက်ကဘာတွေဖြစ်နေလဲပြောတာရှင်ဖျားတို့အမှုမဲ့အမှတ်မဲ့နေလို့နေတဲ့တပည့်တော်တို့ကိုမကင်နိုင်တော့ဘူးလားဖျားဆိုပြီးတော့သူသိမ်းခံလိုက်ရတဲ့ပစ္စည်းတွေဒီလိုဆိုပြီးတော့တခါနဲ့အကုန်လျှောက်လွဲတင်ပြတော့လားဒီလိုဆိုရင်ဒီကိစ္စငါရှင်းမယ်ဘောဓိပရဘိုက်မနေနိုင်တော့အဲ့တော့ဘာလို့ လဲဆိုအဲ့ဒီနေ့တရားစီရင်ရုံးကိုဘောဓိပရဘိုက်တက်ချသွားတယ်ပြီးတော့မှတရားစီရင်ရေးဆင့်ခေါ်လိုက်တယ်အမှုမှန်ပေါ်အောင်စစ်ဆေးပြီးတော့ပိုင်ရှင်ကိုပိုင်ရှင်ရှိပစ္စည်းများကိုပိုင်ရှင်ပြန်ပိုင်စေဟုတ်ပြီနော်ပိုင်ရှင်မဲ့များပစ္စည်းမဲ့များပစ္စည်းမဲ့တိုင်းနေလမ်းမှန်ကမ်းမှန်ပေါ့ဗျာအမှန်တရားအတိုင်းဆုံးဖြတ်ပေးလိုက်တဲ့အခါအဲ့ဒီဆုံးဖြတ်ချက်နဲ့ချပြီးရောဒီဥစ္စာရှင်ဒီဥစ္စာကိုပြန်၍ပိုင်စေဟုတ်မဟုတ်တဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတိုင်းဥစ္စာကိုပေးစီဒီလိုလုပ်လိုက်တော့တိုင်းပြည်တစ်ခုလုံးအုပ်အော်တောင်းတဲ့ဝမ်းမြောက်ဝမ်းသာနဲ့ကောင်းချီးပေးတဲ့အသံတွေတော့ဆိုတော့သူတို့ကြာလာပေါ့ဒီနန်းတော်မှာဆွမ်းစားတာဘောဓိပရပိုက်12နှစ်ဘောဓိပရပိုက်မလာခင်ဘယ်လောက်ကြာမှမသိဘူးအဲ့ဒါကပိတ်ကဘာကလေးကမှန်ကန်တဲ့အမှုတစ်ခုမှမတွေ့ဘူးတဲ့အဲရှင်းရောသဘောပါလားဘယ်သူတွေအုပ်ချုပ်နေတာမိစ္ဆာဝါဒီတွေဘာဖြစ်လဲတို့ဦးဇင်းတို့တော်ကောင်းတို့ဓမ္မစကားလုံးဦးဇင်းတို့နားလဲတဲ့စကားလုံးနဲ့ပြောရင်မိစ္ဆာဒိဋ္ဌိဘာလဲလဲဘယ်သူအုပ်ချုပ်နေလို့လဲမိစ္ဆာဒိဋ္ဌိတွေအုပ်ချုပ်နေတဲ့မိစ္ဆာဝါဒကလည်းတစ်ခုတည်းမဟုတ်ဘူး၅ခုရှင်းလားအဲ့ဒီအမှန်9ယောက်က9မျိုးချယ်လဲပြီးထင်သလိုဆိုင်နေကြအဲ့ဒီမှာဘာဖြစ်လဲဆိုတော့တိုင်းပြည်နဲ့အဝမ်းမှာကြာလာဖို့တဲ့ဒီလိုတရားသောဆုံးဖြတ်တဲ့အမှုမျိုးဘယ်ဒုက္ခမှမတွေ့ဘူးတဲ့ဒီတစ်ချိန်ပဲမြင်ဘူးတယ်ဆိုပြီးတိုင်းပြည်နဲ့အဝမ်းကောင်းချီးပေးဘောဓိပရပိုက်ကြီးပူဇော်ကြအုပ်အော်တောင်းတင်းနဲ့အတန်တွေပွက်ညံသွားတယ်ပေါ့ဗျာအဲ့ဒီမှာတင်ရှင်ဘုရင်ကဟာဘာဖြစ်သလဲဒီနေ့ကတိုင်းပြည်ဆူလို့ညံလို့ပါဇန်နေတော့ဆိုအဲ့ဒီမှာရှင်ဘုရင်ရဲ့အတွင်းတော်ထောက်လန်းရေးပေါ့လေနော်ထောက်လန်းရေးမဟုတ်စပိုင်နော်ရှင်ဘုရင်ရဲ့စပိုင်ကတရင်ထောက်ပြီးတော့ပြန်ပြောတယ်အသိမင်းကြီးတခြားမဟုတ်ဘူးတဲ့ဒီနေ့အသိမင်းကြီးဆုံးကပ်နေတဲ့ဘောဓိပရပိုက်ကတရားစီရင်ရေးကိုဝယ်စီရင်သွားတယ်ဟေးဟုတ်သလားဘယ်လိုလုပ်လိုက်လို့လဲဒီနေ့အမှုမှန်ကိုအမှန်အတိုင်းစစ်ဆေးပေးလိုက်တဲ့အတွက်ဟောသူလျှောက်တာလည်းသိကြတယ်နော်အမှန်ကိုအမှန်အတိုင်းဆုံးဖြတ်ပေးလိုက်တဲ့အတွက်တိုင်းပြည်နဲ့အဝမ်းကောင်းချီးပေးတဲ့အသံတွေပါတဲ့တိုင်းပြည်နဲ့အဝမ်းတိုင်းသူပြည်သားတွေအားလုံးဝမ်းမြောက်ဝမ်းသာဖြစ်လို့ထွက်လာတဲ့အသံမင်းကြီးဆိုတော့ဒီနေရာမှာလေပညာရှိတဲ့ဘုရင်ဆိုရင်ဒီနာစဉ်းစားတော့အမှုမှန်စစ်ဆေးပေးလိုက်လို့ဆိုအရင်ကဘာလို့နေကြလဲလို့မေးလိုက်ရင်ဒါအဆင်ပြေတယ်နော်အခုအဲ့ဒါလို့မမေးဘူးဒီဘုရင်လည်းတော်ညံ့တဲ့ဘုရင်နော်ဒါကဓမ္မရမင်းပြောတာနော်အဲ့ဒီဘုရင်သူကဘာပြောအော်အဲ့ဒါလို့လားတဲ့ဆိုအဲ့ဒီမှာဘောဓိပရပိုက်ကြီးကလည်းတရားရေးစီရင်ပြီးတော့ကြွလာပြီဆွမ်းစားအဲ့တော့သွန်ကရာဇပလင်ပေါ်မှာတခါတည်းကြကြနနဆွန်ကပ်ပြီးအရှင်ဘုရားတပည့်တော်မင်းဘုရားစေဟုတ်ဒီနေ့အရှင်ဘုရားတရားရုံးကိုသွားသလားအေးသွားတယ်ဘာလို့သုံးဘုရားအေးဒီမှုဒီလိုဖြစ်နေလို့ငါလာပြီးတိုင်ကြားတဲ့အတွက်ငါဒီလိုလုပ်ပေးလိုက်တယ်
အဲ့ဒါတိုင်းပြည်လုံးဝမ်းသာနေကြတယ်ပြောတယ်ဖေဟာတဲ့အဲ့တော့တိုင်းသူပြည်သားတွေအဲ့လိုဝမ်းမြောက်ဝမ်းသာဖြစ်တဲ့အတန်ကြားတပည့်တော်လည်းဝမ်းသာတယ်အမေဒါချက်တော်ပြန်ရောနော်ဒီစိတ်ကလေးကြလည်းတော်ပြန်ရောနော်အဲ့တော့အရှင်ဘုရားအားလုံးပဲအာကိုအားထားပြုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရအောင်တရားစီရင်ကိုဒီနေ့ကစပြီးအရှင်ဘုရားတာဝန်ယူပေးပါဟောကြည့်ကြည့်ဦးနော်ဘုန်းကြီးလားဟုတ်ပါဘူးပရပိုက်လာပြီးတော့တရားသူကြီးခန့်တော့ပါလားသူဘယ်သူလွှဲရမှလည်းမသိတော့ဘူးလေဒီအမကြီး9ယောက်ကလွှဲလို့ဖြစ်သလားမဖြစ်ဘူးအရင်ကသူတို့လွှဲထားတာအဆင်မပြေဘူးအဲ့တော့မပြေတာလေသူမပြောတော့ဘူးဟိုလောလောဆယ်ဒီအမကြီးလှုပ်လိုက်တာတိုင်းပြည်ကဝမ်းမြောက်ဝမ်းသာအသံနဲ့ကြားရတယ်သူဝမ်းသာတယ်တဲ့မလေးဒီဘရင်ဒီစိတ်တော့ရှစ်ဆရာကောင်းတော့ပါသလားဘာလို့တချို့တိုင်းသူပြည်သားပြုံးမှကိုမကြိုက်တဲ့ဘရင်မျိုးတွေရှိကြဘူးဗျာနော်ဟိုတုန်းကနော်အဲ့ဒီမှာတင်ဘယင်ကနေပြီးတော့ပရပိုက်ကိုဘာလုပ်လဲတရားသူကြီးခန့်ဘာခန့်လဲအဲ့တော့ပရပိုက်ကြီးကဘောဓိပရပိုက်ကဟာတရားမလုပ်နဲ့ငါတို့ရသိရဟန်းနဲ့တရားစီရင်အမှုတိုင်းရေးပြည်ရနဲ့ငါတို့နဲ့မဆိုင်ဘူးအခုကတကားကမတရားလို့လာပြီးတိုင်ကြသူ့မှာသိပ်ပြီးတော့ချိုးတဲ့ဆင်းရဲသွားပြီးချွတ်ကြုံကြသွားပြီးကုန်းကောက်စရာကိုမရှိအောင်ဖြစ်လို့လာပြောလို့အမှုမှန်ပေါ်အောင်ငါစစ်ဆေးပေးလိုက်တာအဲ့တော့ငါကလည်းငါတရားလုံးနဲ့ငါလုံးအောင်မှမင်းတို့လုံးကမလုံးနိုင်ဘူးအဲ့တော့ကိုယ့်အကိုအဆင်ပြောင်းလို့နော်သူကလက်မခံပေမဲ့ဘယင်ကလည်းမရဘူးအရှင်ဘုရားတဲ့တပည့်တော်နဲ့တကွတိုင်းသူပြည်သားတွေတနာသောအဖြစ်ဆိုတော့ဒီစကားကြားရတာကို9ယောက်သူလည်းကြောက်နေရပုံရပါလေနော်သဘောပါလားသူလည်းတနာစရာပဲနော်တပည့်တော်နဲ့တိုင်းသူပြည်သားတွေကိုတနာသောအဖြစ်တနာခြင်းကိုအကြောင်းပြု၍အရှင်ဘုရားစီဒီတာဝန်ကိုထမ်းဆောင်ပေးပါဟုတ်ပြီနော်အဲ့ဒါတခြားမဟုတ်ပါဘူးတဲ့အရှင်ဘုရားအလုပ်လည်းမပြတ်စေရဘူးတပည့်တော်စီဆွမ်းစားလာတဲ့အချိန်ကလေးမှာအမှု၄မှုဆုံးဖြတ်ပါတယ်ပြီးရင်ဆွမ်းစားပါတယ်စောစားကပြန်သွားရင်နောက်ထပ်၄မှုဆုံးဖြတ်ပါတယ်ပြီးရင်ဓမ္မမိတ်ဆွေသူတော်စင်များတရားနာပိဋကများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ